ကဲ Christmas နီးပြီဆိုတော့ Christmas နဲ့ပတ်သက်တဲ့ idiom လေးတစ်ခုပေါ့ Turkeys voting for Christmas Turkey ဆိုတာအားလုံးသိကြတဲ့အတိုင်းကြက်စင်အနောက်တိုင်းတွေမှာ Christmas နဲ့တွဲဖက်နေတဲ့အစားအသောက်တစ်ခုပေါ့ဒါကိုဘုရားသခင်က Christmas နာနီးတိုင်းကြက်စင်တွေအများကြီးတည်ရတယ်ငါစိတ်မကောင်းဘူးဒါပေမဲ့လည်းငါသဘောနဲ့ငါပိတ်လိုက်လို့လည်းမကောင်းဘူးဒီတော့ငါအားလုံးရဲ့ voting ကိုယူလိုက်မယ်ပေါ့အဲ့ဒီတော့ Christmas ရှိတဲ့မရှိတဲ့ဆိုပြီးတော့တရိษံတွေအကုန်လုံးကို voting တောင်းလိုက်တယ်တောင်းလိုက်တဲ့အခါမှာဒီ turkeys တွေကပြန်ပြီးတော့ Christmas ရှိတင်ပါတယ်ဆိုပြီးတော့ vote ပေးလိုက်ပြန်တဲ့အဲ့ဒီကနေထွက်လာတဲ့ idiom လေးပေါ့ turkeys voting for Christmas တခါတလေလူတွေဟာကိုဒုက္ခရောက်ရမယ့်ကိစ္စကိုကိုတိုင်းလူချင်းချင်းအားပေးတာတွေထောက်ပံ့တာတွေထောက်ခံတာတွေလုပ်တတ်ကြတယ်အဲ့လိုမျိုးအချိန်မှာကိုဒုက္ခကိုရှာတဲ့လူတွေဆိုပြီးတော့ turkeys voting for Christmas လို့ပြောရတယ်ဤစားဖြစ်တဲ့ကောင်လေးကကိုပေါ်မှာအကြိမ်ပေါင်းများစွာဖောက်ပြန်ကိုနာကျင်အောင်အကြိမ်လှုပ်ကိုစီကပတ်စံနဲ့အကုန်ယူသုံးနေတာလေသူကိုပဲချစ်တယ်လို့နေတဲ့ကောင်မလေးတွေ Turkeys voting for Christmas တကကောင်လေးပဲလှုပ်တာမဟုတ်ပါဘူးကောင်မလေးတွေကလည်းအဲ့လိုအနိုင်ကျင့်တာမျိုးတွေရှိပါတယ်အဲ့ဒါကိုလည်းပြန်ပြီးတော့ဒီကောင်မလေးပဲချစ်တယ်လို့ပြောတဲ့ကောင်လေးတွေလည်း Turkeys voting for Christmas နောက်ပြီးတော့ကိစ္စတော်တော်ကြီးမားမားတွေမှာလည်းကျွန်တော်တို့ဟာခင်မင်မှုကိုမပြတ်စည်းစေခြင်းလို့တို့လေးစားရတဲ့လူမို့လို့တို့စားတဲ့မခိုင်လုံတဲ့အကြောင်းပြချက်တွေနဲ့ကိုဒုက္ခရောက်မဲ့ကိစ္စတွေကိုကိုယ်တိုင်ထောက်ခံအားပေးပြီးသားဖြစ်နေတတ်တယ်ဒါမျိုးအချိန်မှာသုံးရပါတယ်ဗျ Turkeys voting for Christmas Merry Christmas